channel ni del select ပါတယ်။ဒီမှာတော့လူလူထမင်းစကြမှာဖြစ်ပါတယ်။အခါ3ခုစကြမယ်ပေါ့နော်။နောက်တစ်ခုပါဠိနဲ့ဘယ်လိုပေါင်းရလဲဆိုတော့ဒီဟာလေးနဲ့ပေါင်းရတယ်။ဒါလေးနဲ့ပေါင်းရတယ်။ဒါပြီးချက်မယ်တစ်ခုပေါ့နော်။နောက်ပြီးရင်လည်းရပါပါပြီ။ကဲအစသစကြမယ်။သူတို့စားချီတဲ့စိတ်ရောကြအလေးနဲ့တစ်ခုပေါ့နော်နောက်ပြီးရင်နောက်တစ်ခုကဒီ so cute is ပေါ့နော်တခါကျတော့ကြောင်ထမင်းလေးလုပ်ပြပါမယ်ကြောင်မင်းလုပ်ရဆိုတာဒါရဲ့နောက်ပြီးရင်ဒါရဲ့ဒီလိုလေးပေါင်းလိုက်ကြောင်ထမင်းလေးရပါပြီအဲ့လိုကြည့်ကြပါနော်အဒီမှာတကယ်လို့နော်အဒီမှာဒီစီရဝယ်ရခက်တယ်လောက်ကလည်းခက်တယ်ခင်းမှမဟုတ်စိဒီကလောက်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 ဆောင်းလို့မဟုတ်စားကျောင်းရပြောနေလားထပ်တောင်းနေလားမသိဘူးပထမခွေးလေးရောမှာဆိုရင်လေတောင်းလို့ရှိရင်ဒီနေ့လက်ကိုလေးချီတောင်းတာခွေးလေးကကြောင်လေးဆိုချစ်ဖို့ကောင်းတဲ့ပုံစံလေးပြဒါလေးရဲ့ဆေးပေါင်းနဲ့ထိုင်ပါနော်ဒီနေ့ပုံစံလေးရပါပြီတမ်းရဲ့ဒါဆိုရင်3ခုညပေါ့နော်ရမစားနိုင်လည်းအိမ်နေစားအတင်းနဲ့ပြေးတောင်းရမစားချင်တယ်စားမယ်ငါတို့ကလည်းအတင်းကျွေးနေပြန်တယ်